ဒီမှာဘက်လာရင်လည်းဒါရေနန်းတော်ဆိုရင်နာမည်ကြီးနေတဲ့နေရာကိုသွားနေရမှာ ဟုတ်ကဲ့ပါဟုတ်ကဲ့အခုကတော့အများလိုင်းပေါ်မှာတက်ကြည့်ပါမယ်နော်ဒီညတော်တော်ကြေတာတော့အော်အဲ့မှာကြေ ဒီနားလေးပဲရှိသေးရပေါ့ဖော်ဆောင်လာတာဒီပြင်းချင်းသူ ဟုတ်ကဲ့အမကျန်အဲ့ဟိုပါပဲအမလေးဒီပုံစံနဲ့ ကျွန်တော်လောက်ပဲသူတို့လောက်ရသေးတယ်